အားလုံးပဲမင်္ဂလာပါဘရေဟကနေပြန်လဲကြိုဆိုလိုက်ပါတယ်1932ခုနှစ်ဧပြီလ15ရက်ကမ္ဘာအကြီးဆုံးနဲ့အခမ်းအနားဆုံးလို့ကြွေးကြော်ခဲ့တဲ့တိုက်တန်းနဲ့သမောကြီးရေခဲတောင်နဲ့တိုက်မိပြီးနှိမ့်မြသွားခဲ့ပါတယ်လူပေါင်း1500ကျော်လောက်တည်ဆုံးခဲ့ရတဲ့ဒီဖြစ်ရဆိုကြီးဟာတင်းတင်းနဲ့လို့တကယ်ပဲရေခဲတောင်ရောက်ဖြစ်ခဲ့ရလားဒါမှမဟုတ်ကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်ကြီးတချို့ရဲ့ပေးအေးလွန်းတဲ့လူသက်ပွဲတစ်ခုဖြစ်ခဲ့ရလားသမိုင်းကဖုံးကွယ်ထားတဲ့လိုအပ်ချက်တွေကိုအခုဗီဒီယိုမှာရှင်းရှင်းလင်းလင်းဖော်ထုတ်ပြတော့မှာကိုအဆုံးသိကြည့်လိုက်ပါဦးသမောပိုင်ရှင်ရဲ့ထူးဆန်းတဲ့သက်သေမှုဒီသမောကြီးရဲ့တကယ်ပိုင်ရှင်ကအမေရိကန်ရဲ့အချမ်းသာဆုံးဘဏ်လုပ်ငန်းရှင်ကြီး JP Morgan ဖြစ်ပါတယ်သူဟာဒီခီးစဉ်မှာလိုက်ပါဖို့လက်မှတ်ဖြတ်ပေးထားပေမဲ့သမောမတော့ခံမပြီးနိုင်ပိုင်းအလိုမှာနေမကောင်းမှုဆိုတဲ့အကြောင်းပြချက်နဲ့ခီးစဉ်ကိုရုတ်တရက်ဖျက်သိမ်းခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာကနောက်ရက်မှာပဲသူ့ကိုပြင်သစ်ကအပန်းဖြေစခန်းတစ်ခုမှာတကြမ်းမာနဲ့ချစ်သူနဲ့အတူပြရှိခဲ့တာပါသူပါကြောင့်အသက်ဘေးကနေလွတ်မြောက်အောင်ရှောင်သွားခဲ့တာလေကျမ်းမတ်တွေကိုအပြည့်ရှင်းခြင်းဒီသင်းမောပေါ်မှာ JP Morgan ရဲ့စီးပွားရေးနဲ့နိုင်ငံရေးပြိုင်ဘက်တွေဖြစ်တဲ့ကမ္ဘာအချမ်းသာဆုံးဂျူးလူမျိုး John Jacob Astor နဲ့ Benjamin Guggenheim တို့အပါအဝင်တိတ်တီးတထေးကြီးတွေလိုက်ပါတော့ခဲ့ပါတယ်သူတို့အားလုံးဟာအမေရိကန်မှာဘဟုဘဏ် Federal Reserve တည်ထောင်တာကိုအပြင်းထန်တောက်ကွနေသူတွေပါတိုက်တန်းနဲ့မြုပ်ပြီးနောက်တစ်နှစ်မှာပဲသူတို့မရှိတော့တဲ့အတွက် JP Morgan ကဘဟုဘဏ်ကိုအောင်မြင်စွာတည်ထောင်နိုင်ခဲ့ပါတယ်ဒါဟာတိုက်ဆိုင်မှုသက်သက်ပဲလားအလယ်ဘက်တမောနဲ့လဲလှယ်မှုခေါ်လာဟာလားနောက်တစ်အကျိုးစားတစ်ခုကတော့အဲ့ဒါတိုက်တန်းနဲ့မဟုတ်ဘူးအရင်ကတက်စီခဲ့ဘူးတဲ့မွာတမောအဟောင်းအိုလံပစ်ကိုတိုက်တန်းနဲ့အဖြစ်အပေါ်နဲ့ဆစ်ထုတ်ပြီးလဲမောင်းနေခဲ့တယ်လို့ဆိုကြတာပါကုမ္ပဏီအာမခံသည့်အနောက်များရရှိဖို့အတွက်ရည်ရွယ်ချက်ရှိနှင်းမြုပ်စေတာလို့လူစားစရာအထောက်အထားတွေရှိနေတာပါဒါကြောင့်တိုက်တန်းနဲ့တမောကြီးနှင်းမြုပ်သွားတာဟာအစိုးမိုးမောင်ချတဲ့မတော်ဆမှုလားဒါမှမဟုတ်ကမ္ဘာမျက်နှာဖုံးရှင်တွေရဲ့သူ့ဘက်ပူပေါင်းကြံစည်မှုလားတငယ်ချင်းတို့ရဲ့အမြင်ကိုလည်းဖုံးမှာရေးခဲ့ပါအောင်အခုလိုစိတ်ဝင်စားရတဲ့သမိုင်းနောက်ွယ်ကသူ့ရဲ့ချက်တွေကိုချက်ကြည့်ဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မေ့ပါနဲ့ခင်ဗျာ